အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့မိမထောင်ကားလေးတကားကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးညိုကီတို့အကြိုက်တွေးမဲ့စကားလေးဖြစ်မယ်ဆိုတာသိကြပါရယ်ကဲဆိုတော့ရှေရှေဝေးတွေပြောမနေတော့ပဲဇလန်းလေးကိုစားလိုက်ကြရအောင်ပါစင်ကြီးဘုံရက်ခွက်ထဲကတိတ်ဆိတ်တဲ့အိမ်တိုင်မှာအန်နာဆိုတဲ့ကောင်မလေးတယောက်ကတရောလေးတီးပြီးသူမရဲ့တီးလုံးနေထဲမှာစိတ်လွတ်လက်လွတ်စီးမျောနေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲအရက်မိုးနေတဲ့သူမရဲ့ပထွေးကအရက်ပလင်းကြီးနဲ့အခန်းထဲရောက်ချလာပါရယ်အဲ့လူကအန်နာရဲ့ဒူရီယာကိုဆွဲလူပြီးသူမကိုစော်ကားဖို့ကြိုးစားပါရယ်ဒါဟာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူးသူမလည်းဒီတခါတော့တီးမခံနိုင်တော့ပဲအားအကုန်သုံးပြီးကန်ချလိုက်ပါတယ်အန်နာပထွေးလည်းချချလေးပြီးဘေးနားကပန်းဝိုးကြီးပေါ်လဲကြပါရယ်လဲကြတဲ့အရှိန်နဲ့ပန်းဝိုးကွဲခြုံထက်တဲ့အစားတစ်ခုကသူ့လက်ပင်ကိုထိုးဆိုင်လိုက်ရကနေသွေးတွေပန်းထွက်ပြီးအရနီယာမာရင်ချက်ချင်းသေဆုံးသွားပါရယ်အန်နာခမရလဲထိတ်လန့်ပြီးငုံတုံမိနေကြတာပေါ့ခဏကြာတော့ရဲတွေရောက်လာပြီးသူမကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်သူမရဲ့ဖြည့်ရှင်းချက်ကိုလုံးဝနားမထောင်တဲ့တရားသူကြီးကတော့နေပေါင်းများစွာကြာမဲ့လုံငယ်ဖြစ်တဲ့ထိန်သိမ်းစကန်စီကိုပို့ဖို့ပဲအမိန်ချလိုက်ပါရယ်စကန်ကိုသွားနေတဲ့ဘတ်စကားပေါ်မှာလေတူကအေးဆက်ပြီးကြောက်စရာအငွေ့တက်တွေရနေပါရယ်ထောင်စီကိုရောက်တာနဲ့လုံခြုံရေးတွေကအော်ဟစ်ပြီးယူနီဖောင်းတွေပြစ်ပေးခဲ့ကသူတို့ရဲ့လွတ်လပ်ခွင့်ကိုချက်ချင်းလူယူပစ်လိုက်ပါရယ်ထောင်မှုဖရန်ကတော့စီကန်းချက်တွေအကြောင်းကိုပိုပိုတတလေးချောက်လန့်ပြောကြရင်းလူသစ်တွေကိုကြောက်စိတ်တွေရိုက်သွင်းလိုက်ပါရယ်အန်နာကတော့ဂျီဆိုတဲ့ကောင်မလေးနဲ့တူတခန်းနဲ့ထည့်ခံလိုက်ရပါတယ်ဂျီကစကားနဲ့ပြီးမျက်လုံးတွေကနေအဖြစ်ပြက်ပေါင်းတစ်ထောင်ကိုပြောပြနေတယ်လို့မျိုးမက်ဆာရခတ်တဲ့အမျိုးသမီးလေးပါပဲညရောက်တော့အန်နာတယောက်အိပ်ပျော်လိုနေပါဖြစ်နေချိန်မှာဂျီကသူမကိုခိုးကြည့်ပြီးတယောက်တည်းအာသာဖြစ်နေခဲ့ပါတယ်အန်နာကဂျီတစ်ခုခုလုံနေတာကိုတတိထားမိတယ်လို့ဖြစ်ပြီးအပေါ်ကမောကြည့်လိုက်မှဂျီလဲဆောင်းချုံပြီးအိတ်သွားပါရယ်မနေ့ရောက်တော့ကောင်မလေးတွေကအပန်းဖြေကွင်းထဲကိုထွက်လာခဲ့ကြပြီးနေရာအသစ်နဲ့အသားမကျသေးတဲ့အန်နာကဘသူနဲ့မှမရောပဲတယောက်တည်းပဲငြိမ်နေခဲ့ပါတယ်ဒီချိန်မှာပဲကိုရီဆိုတဲ့ကောင်မလေးတယောက်ကအန်နာစီချင်းကပ်လာပြီးခင်မင်မှုရယူဖို့ကြိုးစားပါရယ်သူမကအန်နာကိုဒီလိုကျန်းတဲ့ငရဲကန်းထဲမှာရှင်းတန်းချင်းသူတို့အဖွဲ့နဲ့ပေါင်းတာအကောင်းဆုံးပဲလို့ပြောခဲ့ပါတယ်ဒါပေမဲ့အန်နာကတော့ကိုရီစကားကိုနားမထောင်ပဲတွန်းဖယ်လိုက်တာကြောင့်ကိုရီလည်းအန်နာကိုတတိထားနေဖို့ပြောကထွက်သွားခဲ့ပါတယ်နေတဲ့သားစားချိန်မှာကိုရီနဲ့သူ့အဖွဲ့ကအန်နာကိုပြန်ပြီးရန်စပါရယ်အန်နာကိုတခြားကောင်မတစ်ကောင်ကဒုက္ခပေးဖို့ကြံစီနေကြောင်းကိုရီကတတိပေးခဲ့ပေမဲ့အန်နာကတော့ပြဿနာတွေကိုစိတ်ကုန်နေပြီမို့ဂယုမဆိုင်ပဲလှစ်လူရှူလိုက်ပါတယ်ဒီတော့ကိုရီလည်းတင်းသွားပြီးအန်နာကိုတွန်းပစ်လိုက်ပါရယ်အန်နာလေးကျသွားပြီးအစားတောက်တွေအကုန်ကျမ်းမြင်ပေါ်ပြန်ကျဲသွားချိန်မှာအခန်းထဲကလူတွေကဝါကနေရေမောကြပါရယ်အဲ့ဒီညမှာအန်နာတယောက်တန်ရှင်းလုံနေတော့ကိုရီနဲ့အဖွဲ့သားတွေကသူမကိုဝိုင်းဖမ်းပြီးအခန်းထဲဆွဲသွင်းလိုက်ပါရယ်ကိုရီတို့အုပ်စုကအဂျော်ဒင်နဲ့အန်နာကိုဝိုင်းဝန်းထိုးချိတ်ခဲ့ကြပြီးဂိုင်းကောင်းဆောင်ကိုရီကအန်နာနာကိုကတ်လာပြီးဒီကိစ္စကိုဘသူ့ကိုမှမပြောဖို့ချိန်ချောက်လိုက်ပါရီဒီလိုနဲ့ပဲကိုရီတို့ကဒိုင်ယာရီနဲ့တုံရင်နေတဲ့အန်နာကိုအခန်းထဲမှာပဲထားခဲ့လိုက်ပါရီနောက်တနေ့မနက်စေကန်ရောက်တော့နောက်ဆက်တွဲပြဿနာတွေစမဖြစ်ချင်တော့တာနဲ့ပဲသူမကိုထိုးချိတ်ခဲ့တဲ့ကိုရီတို့ရဲ့နာမည်တွေကိုဆရာဝန်မထံထုတ်ပေါ်ပြောဖို့ညှင်းဆန်ခဲ့ပါရီသူမရဲ့နာကျင်မှုကိုမြင်ရတဲ့ဆရာဝန်မကထောင်မှုဖရန့်ကိုတွားပြောဖို့တိုက်တွန်းခဲ့ပါရီဒါပေမဲ့အန်နာကထောင်မှုကိုတွားပြောတဲ့အခါအချင်းတွေကပိုဆိုးသွားပါရီထောင်မှုဖရန့်ကအန်နာရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးဒီကဘာရေကဘာလောက်ကအန်နာကိုချင်းကပ်ပါရယ်ထောင်မှုဖရန့်ရဲ့အပြုအမူပေါ်အန်နာတယောက်စိတ်ပြည့်ယွန်းရှာသွားခဲ့ပြီးမျက်ရည်တွေနဲ့ပဲသူမရဲ့အခန်းစီပြန်လာခဲ့ရပါတယ်ဂျီကအန်နာတယောက်တစ်ခုခုဖြစ်လာတာကိုသိလိုက်လို့ဖရန့်ကနင်းကိုရိုက်နှက်ခဲ့တာလားလို့မေးတဲ့အခါအန်နာကဒီနေရာတစ်ခုလုံးကအယူတွေယူသွုံနေတဲ့ကောင်းနေကြီးပဲလို့စိတ်ပြတ်စွာပြန်ပြောခဲ့ပါတယ်ဂျီကအန်နာကိုနှစ်သိမ့်ပေးပြီးတော့ဒီနေရာကလူတွေဘယ်လိုမကောင်းကြောင်းနဲ့လူတွေကိုဘယ်လိုဖျက်ဆီးဖြစ်တယ်ဆိုတာကိုပြောပြခဲ့ပါတယ်ဂျီယာတိတ်ကိုလာပါနေတဲ့အန်နာကိုနားလည်မှုပြင်းနဲ့နှစ်သိမ့်ပေးခဲ့ပြီးအန်နာနာကိုကတ်သွားကအကျဉ်းနာအနမ်းလေးပေးဖို့လုပ်လိုက်ပါတယ်အစာပိုင်းမှာတော့အန်နာတယောက်မဝင်မရဲဖြစ်နေပြီမဲ့လေမုန်းချက်နေတဲ့စိတ်ခံစားမှုတွေကိုဂျီနဲ့အတူဖြေပြောက်ရင်းတာယာလာပါလုံးနဲ့တဏှာရည်ရင်ကြောမှာစီးမြော်လိုက်ပါရီနောက်တနေ့အားလက်ချိန်မှာတော့အသားမဲတဲ့အကျဉ်းသားမတယောက်ကအန်နာကိုရန်စားခဲ့ပေမဲ့အန်နာကရှောင်ထွက်ခဲ့ပြန်ပါရီဒါပေမဲ့အသားမင်းမကအန်နာကိုနောက်ကနေဘောလုံးနဲ့ပြစ်ပေါက်လိုက်ပါရီဒီတစ်ခါမှာတော့အမြဲတီးခံလာခဲ့တဲ့အန်နာရဲ့စိတ်ထဲမှာအမုန်းမိတောက်တွေတောက်လောင်လာခဲ့ပါရီအန်နာဟာကိုတီတို့အဖွဲ့စီသွားပြီးအဖွဲ့ထဲဝင်ဝင်တောင်းခဲ့ပါတယ်ဒါပေမဲ့အဖွဲ့ဝင်တွေကသူမလိုငကြောက်မကိုလက်မခံနေတာကြောင့်အန်နာလည်း special တမပေးလိုက်ပြီးလုံခြုံရေးတွေရောက်လာမှရပ်တန့်ခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်အန်နာကအရင်လိုကြောက်တဲ့ကောင်းမလေးမဟုတ်တော့ပါဘူးသူမကရန်ဆလာသူတွေကိုပြန်ပြီးတိုက်ခိုက်နေခဲ့ပါပြီနောက်ဆုံးတော့ကိုရီကအန်နာကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုရီကဒီငရဲကန်းထဲမှာလုံခြုံမှုနဲ့လေးစားမှုကိုလိုချင်ရင်နင်ကိုအားကိုပြီးရှာဖွေရမယ်လို့ပြောပြခဲ့ပါတယ်အဲနောက်အန်နာကိုအရင်ရန်စားခဲ့တဲ့အသားမင်းမနဲ့ပြန်ထိုးခိုင်းပြီးသူမတို့ကဗီဒီယိုရိုက်ထားမယ်လို့ပြောလိုက်ပါတယ်အန်နာတရားကိုရန်မဖြစ်ချင်ပေမဲ့လည်းကိုရီစကားကိုညှင်းပယ်ရင်ပိုဆိုးမယ်ဆိုတာသိလို့သဘောတူလိုက်ပါတယ်အန်နာလည်းသူမကိုအတက်လို့ရန်စားခဲ့တဲ့အသားမင်းမစီကိုသွားပြီးဆွဲထိုးခဲ့ကနေအောင်သားတပန်းလုံးနေချိန်မှာတော့ကိုရီတို့ကဒီရန်ပွဲကိုဗီဒီယိုရိုက်ထားလိုက်ပါတယ်
လုံခြုံရေးတွေဝင်ရောက်လာမှပဲအန်နာတို့ရဲ့ရန်ပွဲကရပ်တန့်ခဲ့ပါရီဒီဖြစ်အကြောင်းဒါဝင်ရှုသူတွေကအန်နာကိုအဝတ်တွေချွတ်ပြီးအမောင်ငန်းထဲမှာ2 ရက်နီးပါးလောက်တိုက်ပိတ်ထားလိုက်ပါရီအန်နာကိုပြန်ဆွဲထုတ်လာတဲ့အခါထာမူဖရန့်ရဲ့ရုံးခန်းစီကိုခေါ်သွားခဲ့ပါရီထာမူဖရန့်ကသူမကိုညက်ပတ်တဲ့အပြုံးနဲ့ကြိုးဆိုခဲ့ပြီးဒီနေရာကလူတိုင်းရဲ့ဘဝကိုသူ့လက်ထဲမှာအကုန်လုံးထိန်းချုပ်ထားကြောင်းအန်နာကိုသတိပေးခဲ့ပါရီသူရဲ့အမိတ်မနာခဲ့ရင်ပိုဆိုးတဲ့နာကျင်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့လေလေးစံခတ်မှမှနဲ့ချင်းချောက်ခဲ့ပါရီအန်နာလည်းဘာမှမတတ်နိုင်တော့ပဲရုံးခန်းထဲမှာပဲထောင်မှုပြုသမျှနှုတ်ပေးခဲ့ရပါတော့နောက်နေ့မှာတော့ကိုရီကအန်နာကိုအဖွဲတဲ့တရားဝင်ကြိုးဆိုခဲ့ပြီးအဖွဲတဲ့ကကောင်မလေးတယောက်ကအန်နာရဲ့လက်မောင်းမှာအဖွဲရဲ့အမတ်တစိတ်ကိုတတူထိုးပေးခဲ့ပါတယ်။အဖွဲဝင်တွေထွက်သွားတဲ့အခါကိုရီကအန်နာကိုနွေးနွေးထွေးထွေးဆက်ဆံခဲ့ပြီးအနန်းတွေဖလှယ်ရင်းနဲ့တနာနုံတွေကိုအားပါတရကူခဲ့ကြပါရယ်။ကိစ္စပြီးတဲ့အခါမှာတော့ကိုရီကအန်နာကိုအကာအကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာအန်နာရဲ့အမေကထောင်ဝင်စာလာတွေ့ပါတယ်။ဒါမီနီယောက်တွေ့ဆုံချိန်မှာတော့အမေဖြစ်သူကအန်နာကိုလိုထောင်ချခဲ့တာကအန်နာရဲ့အမားဖြစ်ကြောင်းပြောပါရယ်။အန်နာကတော့အမေယောက်ျားကသမီးကိုမတရားချင်တာတွေကိုသိမခံနိုင်တော့လို့အခုခံကာကွယ်ခဲ့တာဖြစ်ကြောင်းပြန်ရှင်းပြခဲ့ပါတယ်။အမေဖြစ်သူကတော့အန်နာပြောပြတာကိုနားမဝင်ပဲပါးကိုပါပဲရိုက်ပစ်ခဲ့ပါတယ်။လုံခြုံရေးတယောက်ကဝင်ထားပြီးအမေဖြစ်သူကိုပြန်မှုပြောချိန်မှာအမေကနင့်ကိုသမီးဖြစ်မတတ်မှတ်တော့ဘူး။နေလုံးမိမမျိုးကဒီထဲမှာပဲတတလုံးနေသွားတင်တာလို့ရင်သီးစွာပြောပြီးပြန်သွားပါရယ်။အမေဖြစ်သူရဲ့စကားလုံးတွေကအန်နာကိုနာကျင်စေခဲ့ပါတယ်။စိတ်ညစ်နေရတဲ့အတဲ့ကစားကွင်းထဲမှာအသားမင်းမတို့ဖွဲ့ကရန်လာရှာလို့အန်နာတို့ဖွဲ့နဲ့နောက်တစ်ချိန်ရန်ဖြစ်ပါရယ်။ဒီလိုရန်ဖြစ်မှုကြောင့်အန်နာတယောက်ထာမူဖရန့်စီကိုရောက်ခဲ့ရပြန်ပါရီ။ဖရန့်ကအန်နာကိုမူရစေဝါ3ခိုင်းခဲ့ပြီးသူ့အလိုဆန္ဒအတိုင်းနေပေးဖို့ပြောတာကြောင့်အန်နာလည်းသူမရဲ့ပေါင်းမီကိုချုပ်ပေးလိုက်ရပါရီ။အခန်းထဲကိုပြန်ရောက်တဲ့အခါအန်နာရဲ့စိတ်ထဲမှာရုတ်တရက်ပေါက်ခွဲသွားပါရီ။အန်နာဟာအရင်ကလိုတိတ်ဆိတ်တဲ့ကောင်းမလေးမဟုတ်တော့ပါဘူး။အလိုလိုနေရင်ဒေါသတွေထွက်လာပြီးကြီးနဲ့စကားများရာကကြီးကိုရိုက်ပစ်လိုက်ပါရီ။လုံခြုံရေးတွေတည်သွားလို့အစီရင်ခံတဲ့အခါထာမူဖရန့်အတွက်အန်နာကိုနောက်တစ်ချိန် free စားရဖို့အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားပါရီ။ဖရန့်ကအန်နာကိုဂယုဆိုင်ဟန်ဆောင်ပြီးစူပူခဲ့ပါတယ်။အန်နာကသူမကိုလွတ်ပေးဖို့တောင်းပန်တဲ့အခါဖရန့်ရဲ့ချင်းချောင်းမှုတွေကပိုပြီးအေးဆက်လာပါတယ်။ငါအမိန်ကိုနာခံမလားဒါမှမဟုတ်ဒီထက်ဆိုးတဲ့နေရာကိုပို့ခံမလားတဲ့အန်နာလည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။အန်နာဟာသူ့အခန်းထဲကိုပြန်ရောက်သွားပြီးဖရန့်ပေးတဲ့မူရစေဝါကိုပို့ပြီးမိခိုလာခဲ့ပါတယ်။ကိုရီကသူမကိုဒီမူရစေတွေဆက်မလုပ်ဖို့တားပြီးလိန်ကိစ္စလုပ်ဖို့မြူဆွဲတဲ့အခါအန်နာကငင်းပယ်ခဲ့တာကြောင့်ဂိုင်းတွေကနေအထုတ်ခံရပါတယ်။တယောက်တည်းပြစ်သွားတဲ့အန်နာကဂျီနဲ့ပြန်ပေါင်းဖို့ကြိုးစားပေမဲ့ဂျီကရှောင်ဖယ်နေခဲ့ပါတယ်။ဒီလိုနဲ့စိတ်ပြတ်နေတဲ့အန်နာကမူရစေဝါဆွဲနေတဲ့ဇုံလဲစီကနေဆေးတွေဝယ်ယူသုံးဆွဲခဲ့ပါတယ်။ကိုရီတို့ရဲ့ဂိုင်းတွေကအထုတ်ခံရလို့အကာအကွယ်မဲ့ဖြစ်သွားတဲ့အန်နာကရေချိုးကန်းထဲမှာအသားမင်းမတို့အဖွဲ့ရဲ့အဖမ်းခံရပြီးသွေးတွေထွက်တဲ့အထိအရိုက်ခံလိုက်ရလို့ကြွေပြားတွေပေါ်မှာရှာကြီးတငယ်ငိုကြွေးနေခဲ့ပါတယ်။ဒီလိုနဲ့အန်နာတယောက်ရန်တွေဖြစ်လိုက်ဆေးတွေတုံးလိုက်တဲ့ဘဝကိုအတိတ်ပဲမဲ့စွာဖျက်ဆီးနေပါရီ။ကိုရီကလည်းအန်နာကိုမူရစေတွေဆက်မသုံးဖို့တားမြစ်ခဲ့ပေမဲ့အန်နာကတော့ဘသူစကားမှနားမဝင်တော့ပါဘူး။အခန်းပေါ်ကြီးကတော့အန်နာပေါ်တဖြည်းဖြည်းနားလည်ပေးလာနိုင်ခဲ့ပြီးနှွေးထွေးကျဉ်းနာမှုတွေပေးခဲ့ပါရီ။ဒီလိုနဲ့ဆေးလွန်ကျွံသုံးဆွဲမှုရဲ့ဒဏ်တွေကိုအန်နာတယောက်ခံစားခဲ့ရပြီးနောက်ဆုံးမှာတော့ဆေးရုံမှာကုသမှုခံယူရတဲ့အဆင့်ထိရောက်ရှိသွားပါရီ။ဆေးကုသမှုခံယူပြီးနောက်ဆုံးမှာတော့အန်နာရဲ့စိတ်ကတဖြည်းဖြည်းကြီးလလာပြီးအမေနဲ့စကားပြောဖို့ခွင့်တောင်းခဲ့ပါရီ။အော်စရာကောင်းတာကတော့သူမရဲ့အမေကလည်းအန်နာကိုပြောမိတာမှားချောင်းဝင်ခံပြီးမျက်ရည်တွေကြားကတောင်းပန်ခဲ့ပါရီ။အန်နာရဲ့အနာဂတ်ကိုပြန်လည်တည်ဆောက်ဖို့နဲ့ဆုံးရှုံးခဲ့တဲ့ပညာသင်စုကိုပြန်ရဖို့ကူညီပေးမယ်လို့အမေဖြစ်သူကကတိပေးခဲ့ပါရီ။ဒါဟာအန်နာအတွက်နေပေါင်းများစွာအတွင်းပထမဆုံးသောမျှော်လင့်ချက်ရောင်ကြီးဖြစ်ခဲ့ရပါရီ။အန်နာရဲ့ကျမ်းမာရေးပြန်လည်နလန်ထူဆပြုလာချိန်မှာပဲထာမူဖရန့်ကရုံးခန်းစီထက်ခေါ်ပြန်ပါရီ။ဒီတခါတော့ဖရန့်ကမင်းရဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေအဆင်ပြေလားဆိုပြီးဟန်ဆောင်မေးမြန်းနေတာပါ။တကယ်စိန်ကတော့အန်နာကိုအကဲခတ်နေတာဖြစ်ပြီးဒီကောင်မလေးကိုထပ်ပြီးဘလို့ချုပ်ကန်ရမလဲဆိုတာကိုနီလန်းရှာနေတာပါ။အန်နာကသူမရဲ့အခြေအနေတွေကောင်းနေပြီဖြစ်ကြောင်းနဲ့ဘဝသစ်စားဖို့အစဉ်သင့်ဖြစ်နေကြောင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အန်နာဟာသူမလက်မောင်းကကိုဒီရိုကိုင်းရဲ့အမှတ်အသားဖြစ်တဲ့တက်တူးကိုတေးသေးချာချာပုတ်တိုက်ပြီးဖျက်ပစ်လိုက်ပါတယ်။အသားမင်းမရဲ့ရန်ဆောင်မှုတွေကိုလည်းငြိမ်ခံနေခဲ့ပြီးဒါကိုမြင်ရတဲ့ကိုဒီရိုကလည်းဝင်ရောက်ကူညီခြင်းမရှိဘဲဟားတိုက်ရဲမောင်းနေပါရီ။နောက်တစ်နေ့မှာဖရန့်ကအန်နာကိုအခန်းတစ်ခုစီခေါ်သွားပြီးသူမရဲ့တရောကိုပြန်ပေးခဲ့ပါတယ်။ထောင်ရဲ့အရေးချင်းပြပွဲမှာဖျော်ပြဖို့အခွင့်အရေးပေးခဲ့တာပါ။ဒီပွဲမှာအရေးချင်းကောင်းတွေထုတ်ပြနိုင်ရင်လွန်မြောက်ဖို့အခွင့်အရေးကောင်းတွေလည်းရှိနေပါရီ။တမန်တော်မှာတော့အန်နာတယောက်တည်းထိုင်နေတော့နင်းသေးဖို့ပြင်ထားဆိုတဲ့စာတစ်စောင်ကသူမအပေါ်ရောက်လာခဲ့ပါတယ်။တိမ်မကြခင်မှာပဲအန်နာနောက်ကိုကိုရီတို့အုပ်စုလိုက်လာခဲ့ပြီးမျက်နှာကိုဓာတ်နဲ့ချစ်ကရိုက်နှက်ခဲ့တာကြောင့်အန်နာတယောက်စေကူသားမှုခံယူခဲ့ရပြန်ပါရီ။စေကရောက်တော့ဖရန့်ကလာကြည့်ပြီးဒီကိစ္စအတွက်တရားမျှတမှုပေးမယ်လို့ကတိပေးခဲ့ကသူ့အခန်းကိုလာခဲ့ဖို့ပြောလိုက်ပါရီ။ဒါပေမဲ့ဖရန့်ရဲ့လက်တွေကအန်နာရဲ့စကတ်ကြားထဲမှာရောက်နေပြီးမဖွဲမရလုပ်နေတာကိုဆရာဝန်မကမြင်သွားခဲ့ပါရီ။အန်နာလည်းဆရာဝန်မရဲ့အခန်းကိုသွားခဲ့ပြီးထောင်မှုဖရန့်ရဲ့ရုံမာမှုတွေကိုဖော်ထုတ်ပေးဖို့အကူအညီတောင်းလိုက်ပါရီ။ဆရာဝန်မကလည်းကူညီမယ်လို့ကတိပေးလိုက်ပေမဲ့ CCTV ကနေစောင့်ကြည့်နေတဲ့ထောင်မှုကအန်နာရဲ့အကြံစီကိုသိရှိသွားခဲ့ပါရီ။ဒီတော့ထောင်မှုဖရန့်ကကိုရီတိုကိုလှုပ်ပြီးဆရာဝန်မကိုနှုတ်ဆက်နေဖို့ဆုံးမခိုင်းလိုက်ပါရီ။
အဲ့ဒီအချိန်အဆောင်တွေရောက်လာတော့ဆရာဝန်မကန်ကောင်းခဲ့ပြီးထောင်မှုစီကိုတွားတွေ့ခဲ့ပါတယ်အဲ့တော့ဒါတွေကရှင်းလက်ချက်ပေးမှုရှင်းရမကောင်းမှုတွေကိုကျွန်မဖော်ထုတ်ပြမယ်လို့ပြောပြီးအခန်းထဲကထွက်သွားခဲ့ပါတယ်ဆရာဝန်မထွက်သွားတာနဲ့ထောင်မှုကအကျဉ်းသူတယောက်ကိုလှုပ်ပြီးနှုတ်ပိတ်ခိုင်းလိုက်ပါတယ်ဆရာဝန်မတေဆုံးသွားကြောင်းအန်နာသိရတဲ့အခါအပြစ်ရှိတယ်လို့ခံစားချက်ကသူမကိုဖေးစည်းလာခဲ့ပါတယ်ဖရန်ကဒီကိစ္စအတွက်ကိုရီကိုအပြစ်ပုံချပြီးအန်နာကိုလည်းပါဇက်ပိတ်နေဖို့တတိပေးခဲ့ပါတယ်ဒီလိုနဲ့ဖျော်ပြဝဲနေကိုရောက်ရှိလာခဲ့ပါပြီအန်နာဟာသူမလည်းရောက်တဲ့အခါစိတ်ဝိညာဉ်တစ်ခုလုံးကိုသူမရဲ့ဒူရီယာအပေါ်မှာပဲစိတ်နှစ်ပြီးတီးခတ်လိုက်ပါတယ်ဒီတစ်ခါမှာတော့အန်နာရဲ့အနုပညာအရေးသွေးကိုအားလုံးကအံ့အားသင့်ခဲ့ကြပြီးလူတိုင်းရဲ့ချီးကျူးမှုတွေကိုရရှိသွားခဲ့ပါတယ်ပွဲပြီးအနောက်မှာတော့ဖရန်ကလူငင်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်ပေးပြီးအန်နာကိုထပ်ပြီးစော်ကားခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့အန်နာတယောက်အစင်သိမ်းရှိနေပါပြီဘာလို့လဲဆိုတော့အန်နာနဲ့အရင်ကရန်ဖြစ်ခဲ့တဲ့ကိုရီကအန်နာကိုလျှို့ဝှက်ကင်မရာတစ်ခုပေးပြီးအကူအညီပေးလိုက်လို့ပဲဖြစ်ပါတယ်ကိုရီကဆရာဝန်မတိတ်ဆုံးမှုအတွက်သူမပေါ်အပြစ်ပုံချခဲ့တဲ့ friend ကိုအပီးတိုင်ဖြုတ်ချဖို့အတွက်အန်နာကိုကူညီလိုက်တာပါအန်နာလည်းအဲ့ဒီလျှို့ဝှက်ကင်မရာနဲ့ friend ရဲ့ညစ်ပတ်တဲ့လောက်ရတွေအကုန်လုံးကိုမှတ်တမ်းတင်လိုက်ပါတယ်ဒီလိုနဲ့လုံငင်းချမ်းသာခွင့်ကြားနာပွဲမှာအန်နာက friend ရဲ့လောက်ရတွေအားလုံးကိုဖော်ထုတ်လိုက်ပါတယ်အဖွဲ့ဝင်လူကြီးတွေလည်းထောင်မှု friend ကိုချက်ချင်းဖမ်းဆီးခဲ့ကြပါတယ်နောက်ဆုံးမှာတော့လိုလက်ခွင့်ရသွားတဲ့အန်နာကကြီးကိုမျက်ရည်တွေနဲ့နှုတ်ဆက်ပြီးကိုရီကိုလည်းကျေးဇူးတင်စကားပြောကအလင်းရောင်ရှိရာစီထွက်လာနိုင်ခဲ့ပါပြီနောက်တစ်ခါမှာတော့အန်နာကအစင်ပေါ်မှာဖျော်ပြနေပြီးသူမရဲ့အမေကပရိသတ်ထဲကနေဂျင်းနဲ့ပီတီအပြုံးတွေနဲ့ကြည့်ရှုနေခဲ့ပါတယ်အန်နာရဲ့တေးဂီတတန်တွေပြီးဆုံးသွားတဲ့အခါမှာတော့အမေဖြစ်သူရဲ့မျက်လုံးအိမ်မှာမျက်ရည်စားတွေဝဲနေခဲ့ပြီးဇလန်းလေးကိုလှလှပပအဆုံးသတ်သွားခဲ့ပါတယ်